Hello Happy Sunday ပါဒီနေ့ကကျတော့အလုပ်မှာပဲဖြစ်တယ်ပေါ့နော်ဒီနေ့ကကျတော့အလုပ်မှာမနက်ပိုင်းပေါ့နော်ဘာတွေလုပ်ရလဲဆိုတော့ကိုတစ်ချက်တော့လိုက်ပြမှာဖြစ်ပါတယ်ရောက်တာနဲ့ပေါ့နော်လုပ်ရမှာကျတော့သူအစီရင်ခံစာရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီနေ့တရှိရေးတွေအတွက်ပေါ့နော်တရှိရေးတွေလုပ်ပြီးကြအောင်ပြီးလို့ရှိရင်နေ့တိုင်းလုပ်ကြအောင်ပေါ့နေ့တိုင်းအစီရင်ခံစာအဲ့လိုရေးပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ပူချိန်တွေတိုင်းပြရမှာဖြစ်ပါတယ်ရေခေတ္တအလုံးစီတိုင်းပေါ့နော်အေးဖြစ်အခေးလို့တဲ့ဟာဖြစ်ပေါ့နော်သူရဲ့အပူချိန်ကသူရှိရမယ့်အတိုင်းအတာမှာရှိမရှိဆိုတော့ကိုမနက်တိုင်းတိုင်းတာပေးရမှာဖြစ်ပါတယ်အပူချိန်မားလို့ရှင်ပေါ့နော်သူအေးရတော့တမအီပျော်သွားတာလို့ရှိရင်ပေါ့နော်ကိုကတာဝန်ယူပေးရမှာဖြစ်ပါတယ်ကိုကကျတော့နေ့တိုင်းလုပ်တဲ့သူမလို့ပေါ့နော်နေ့တိုင်းအပူချိန်တိုင်းတဲ့သူမလို့ပါပြီးလို့ရှိရင်တော့ခွက်ကျတော့ကဖေပေါ့နော်အဲ့ခုပြီးတော့တယ်တော့short ကဖေကိုတိုင်းပေးရမှာဖြစ်ပါတယ်ဒီနေ့မှာခါသူရှိရမယ့်အလေးချိန်ထကျသွားလားဒါမှမဟုတ်ပုံမှန်အချိန်နေရှိလားပေါ့နော်အရေးကကျတော့ပုံမှန်အရတာလားဒါမှမဟုတ်ခါသွားလားတူးသွားလားအဲ့လိုပေါ့နော်စမ်းကြည့်ဖို့တော့ကြောင့်လို့ဒီ short ကဖေကိုကနေတိုင်းပေါ့နော်နေ့တိုင်းအရတာမြည်ပြရဖြစ်ပါတယ်အရတာ9 gram ကိုပေါ့နော်အလေးချိန်ကိုပေါ့နော်နေ့တိုင်းဟိုစစ်ဆေးပြရတာဖြစ်ပါတယ်ဒီနေ့မှာကျဒါကြတော့one shot တော့ပေါ့နော် one shot တော့ဆိုတော့အနည်းဆုံးက6 gram ရှိရမယ်ပေါ့နော်6 gram ထက်လျော့နေတယ်ဆိုလို့ရှိရင်တော့မရတော့ပေါ့ပြန်ပြီးတော့အလေးချိန်ပြန်တင်ပေးရရပေါ့နော်ဒါကြောင့်9.3ရှိအတွက်ကြောင့်မို့သူအလေးချိန်ကပုံမှန်ပြီလို့ပြောမှာပေါ့နော်ရေရင်စစ်ထုတ်ရမယ်နော်သူဟိုတချောစီလို့တိုင်းမနော်ရေရင်စစ်ထုတ်ပေးပြီးတော့မှပြလို့အမှာဖြစ်ပါပဲဒါကြတော့သူတရားတချောပေါ့နော်ဒါကြတော့2 shot ပေါ့2 shot ကကြတော့အနည်းဆုံး16 gram ရှိရပါမယ်ပေါ့နော်သူကုမ္ပဏီကတတ်မှတ်ထားတဲ့အလေးချိန်လို့ပေါ့နော်ရှိရမှာဖြစ်ပါတယ်ခေါ်ကြတော့ဒါ16 gram ရှိမရှိစမ်းကြည့်ပါမယ်โอเคဒါ16 gram ရှိရပါတော့ကွက်တိပါပဲအဲ့ကိုပြန်အရေးလုပ်ပါနော်အရေးစစ်ထုတ်ပါမယ်ပေါ်ကိုညီအောင်ညှိပေးရမယ်ပေါ့နော်မဟုတ်ရင်ဖိတ်ကုန်ပါဆိုတော့နော်ညီအောင်ရင်တစ်ချက်လေးလိုက်ပါမယ်ဒီတော့မှ